ကျွန်တော်လည်းဘာနဲ့မှသွေးမတော်တာမဆက်တဲ့အင်ဒိုနီးရှားနိုင်ငံကအသက်ငယ်ငယ်ကောင်လေးတယောက်ကသူပထမဆုတွဲယူရင်းနဲ့ကျွန်တော်ဆုလေးကိုဒါလက်ခံပေးခဲ့တာကျွန်တော်ဆုရမ်းလိုချင်ခဲ့တယ်ပေါ့နော်အီတလီနိုင်ငံကလုပ်တဲ့ဓာတ်ပုံပြိုင်ပွဲတစ်ခုဖြစ်တဲ့စီယာနာဆိုတဲ့ဓာတ်ပုံပြိုင်ပွဲမှာပေါ့နော်ကျွန်တော်လိုချင်တဲ့အမြင့်ဆုံးဆုမရခဲ့ပေမဲ့လေပေါ့နော်ဒီဓာတ်ပုံလေးနဲ့ကျွန်တော် Remarkable Award ဆုလေးကိုကျွန်တော်ရရှိခဲ့တဲ့ကြောင့်မလို့ဒါအရန်ဝမ်းသာရတယ်ပေါ့နော်ဒီဓာတ်ပုံပြိုင်ပွဲကကျွန်တော်မြန်မာမှုကဘာမှာဆိုရင်လည်းဒါဂုံတိတ်ခါအကြီးဆုံးဓာတ်ပုံပြိုင်ပွဲတွေကတစ်ခုဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ Hyper တို့ Exposure တို့ Sony တို့နီးတူဒီ Sienna ဆိုတဲ့ဓာတ်ပုံပြိုင်ပွဲကလည်းနာမည်ကြီးဓာတ်ပုံပြိုင်ပွဲတစ်ခုဖြစ်တယ်ပေါ့နော်တစ်နှစ်ကိုကဘာကျော်ဓာတ်ပုံဆရာပေါင်းများစွာဝင်ပြိုင်ကြတယ်ကျွန်တော်လည်းဝင်ပြိုင်တယ်နှစ်တိုင်းလိုဝင်ပြိုင်တယ်2022ခုနှစ်မှာတော့ကျွန်တော်ဒီဓာတ်ပုံလေးနဲ့ပဲကျွန်တော်ဒီစုတစ်ခုကိုကျွန်တော်ရရှိခဲ့ပါဒါနှစ်သိန်းစုဝင်ကျင်လာပေါ့နော်စုကြီးတော့မဟုတ်ဘူးသူကအဲ့မှာစုကြီးတွေရလို့ကျွန်တော်အီတလီကိုစုသွဲယူလို့ရတယ်ကျွန်တော်တို့စုသေးပဲတဲ့ကြောင့်မလို့ကျွန်တော်တို့ကသွားမယ်ဆိုရင်တော့သွားလို့ရတယ်ဒါပေမဲ့လေခါရပါရများတဲ့ခါကျတော့ကျွန်တော်မသွားဖြစ်ဘူးပေါ့နော်ကံကောင်းခြင်းတော့ကျွန်တော်ကဒီအင်ဒိုနီးရှားနိုင်ငံကဓာတ်ပုံဆရာကောင်းလေးတယောက်နဲ့ကျွန်တော်အတိကျွမ်းခဲ့တယ်ပေါ့နော်သူကအသက်ငယ်ငယ်လေးပဲရှိတယ်သူက U category မှာဒီစီယာနာဓာတ်ပုံပြိုင်မှာပထမဆုရတာအဲ့တော့သူကိုယ်တိုင်သူကစုပေးပွဲတွားပြီးတော့မှတက်ရောက်ယူခဲ့တယ်အဲ့တော့သူကကျွန်တော်ပြောတယ်မင်းစုငါယူခဲ့ပေးရမလားဆိုပြီးကျွန်တော်လှမ်းပြောပြရတယ်ပေါ့နော်အဲ့တော့သူကယူခဲ့ပေးပေါ့နော်ငါလည်းအင်ဒိုနီးရှားကိုလာဖို့ရှိရပေါ့အကြမ်းမမင်းငါ့ကိုပေးပေါ့နော်ဆိုပြီးပြောလိုက်တာမှာမမေ့ရပြောလို့ချင်းသူကဒီစုကကျွန်တော်လည်းဘာနဲ့မှသွေးမတော်တာမဆက်တဲ့အင်ဒိုနီးရှားနိုင်ငံကအသက်ငယ်ငယ်ကောင်လေးတယောက်ကသူပထမဆုတွဲယူရင်းနဲ့ကျွန်တော်ဆုလေးကိုဒါလက်ခံပေးခဲ့တာပေါ့နော်ကျွန်တော်အင်ဒိုနီးရှားနိုင်ငံမှာကျွန်တော်ဒီ Young ASEAN Storyteller ပေါ့နော်ကျွန်တော်အရင်တော့ပြောခဲ့တဲ့ ASEAN project တွေနဲ့တွားတဲ့ခါမှာကျွန်တော်ရောက်နေတဲ့ခါအဲ့အချိန်မှာကန်ဆိုးကျွန်တော်သူက COVID-19 ဖြစ်နေတာပေါ့နော် COVID-19 ဖြစ်နေတဲ့ခါကျတော့ COVID-19 ပြန်ဖြစ်နေတဲ့ကာလတွေပေါ့နော်အဲ့လို positive ပြန်ဖြစ်နေတဲ့ခါကျတော့ကျွန်တော်ရှိသူကိုယ်တိုင်လာမတွေ့နိုင်ဘူးလာမတွေ့နိုင်တဲ့ခါကျဒါလေးကိုသူကအဲ့လို parcel ထုတ်ပြီးတော့မှကျွန်တော်အဲ့အင်ဒိုနီးရှားနိုင်ငံမှာရှိနေတဲ့နေရာကိုသူကပို့ပေးလိုက်တာပေါ့နော်ဒီမှာဝမ်းသာစရာနဲ့စိတ်လှုပ်ရှားစရာကောင်းတာပါလေဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်ကဒီ Young ASEAN Storyteller program လုပ်နေတဲ့ကြောင့်လို့အာဆီယံကလူငယ်တွေနဲ့ကျွန်တော်စပြီးတော့မှစုံရတဲ့ခိုက်တံဖြစ်တယ်။ကြောင်နဲ့တယောက်ခုမှစတင်မိတ်ဆက်ကြပါညာပေါ့နော်အဲ့လိုကြောင်တယောက်ပြောနေကြတဲ့အချိန်မှာကျွန်တော်ရဲ့စုလေးကရောက်လာတဲ့အခါမှာအားလုံးကစိတ်ဝင်စားနဲ့ဝိုင်းပြီးတော့မှဒီဥစ္စာလေးကို parcel ဖောက်ကြတဲ့အခါမှာအကောင်လုံးကကျွန်တော် congratulation လုပ်ကြတယ်လက်ခုပ်လက်ဝါးတီးပြီးတော့မှချီးကျူးကြတယ်ဂုဏ်ပြုကြတယ်ပေါ့နော်ဒါအမှတ်တရလေးပေါ့နော်ဒီစုနဲ့ပတ်သက်ပြီးတော့မှအဲ့တော့ feeling တော်တော်ကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်လည်းအာဆီယံနိုင်ငံတွေပထမဆုံးသွားခဲ့ပြီးတဲ့ခောက်ဖြစ်တဲ့အခါကျတော့ပထမဆုံးခောက်ထင်တယ်ဟုတ်တယ်ပထမဆုံးခောက်သွားပြီးတဲ့ခါကျတော့ကျွန်တော်မှစိုးရိမ်မှုတွေပူပန်မှုတွေအရန်ရှိခဲ့တယ်ပေါ့နော်ကျွန်တော်အင်္ဂလိပ်စာလည်းသိမရတဲ့ခါကျတော့အဲ့လိုအာဆီယံသူတို့အာဆီယံဒီဖိလစ်ပိုင်တို့နော်ဒီဗီယက်နမ်တို့အင်ဒိုနီးရှားလူတွေအင်္ဂလိပ်စကားအရန်ကောင်းတယ်လူငယ်တွေပဲနော်ဒါပေမဲ့ကျွန်တော်အင်္ဂလိပ်စာသိမကောင်းတဲ့ခါကျတော့ကျွန်တော်စိုးရိမ်ပူပန်မှုတွေအရန်ဖြစ်ခဲ့ဒါပေမဲ့သူတို့နဲ့အဲ့လိုအချိန်ခဏလေးအတွင်းမှာယဉ်နီးသွားကြတယ်ဒီလိုအဲ့အချိန်မှာဒီလိုစုလေးရောက်လာပြီးသူတို့ကလည်းအားလုံးကျွန်တော်ဝိုင်းပြီးတော့မှဂုဏ်ပြုကြတဲ့ခါကျတော့ကျွန်တော်လည်းဒါစိတ်သက်သာရာတစ်ခုရရှိခဲ့တယ်ပေါ့နော်ဒါမှတ်မဲ့ရဖြစ်ခဲ့တဲ့ဓာတ်ပုံလေးပါပဲပေါ့နော်အဲ့တော့ဒီစီယာနာဆိုတဲ့ဓာတ်ပုံပြိုင်ပွဲကဒါကျွန်တော်လိုချင်တဲ့အမြင့်ဆုံးဆုယူကိုမရခဲ့ပေမဲ့ဒီလိုကျွန်တော်ဘဝအတွက်အမှတ်တရဖြစ်စေမဲ့ဆုတစ်ခုကိုကျွန်တော်ရရှိခဲ့တယ်အဲ့ဒီဆုကလည်းဒါကျွန်တော်ဆုတွေအများကြီးရရှိနေကြဖြစ်တဲ့ဒီဓာတ်ပုံလေးနဲ့ဖုန်းနဲ့ရထားတဲ့ဓာတ်ပုံလေးနဲ့ရရှိခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဇက်ပုံလေးကကျွန်တော်ကိုပေးနေတဲ့အဓိက message သင်ခန်းစာပါလဲဆိုရင်တော့ဒါကျွန်တော်ကိုစက်ကြိုးစားနေဖို့အတွက်တတိပေးနေတဲ့ဓာတ်ပုံဆုလေးဖြစ်တယ်ပေါ့နော်ကျွန်တော်စက်ကြိုးစားရအောင်ဒီပြိုင်ပွဲမှာကျွန်တော်အမြင့်ဆုံးဆုယူကိုကျွန်တော်လိုချင်သေးတယ်အီတလီထိသွားပြီးတော့လည်းကျွန်တော်ဆုတွေယူချင်သေးတယ်ပေါ့ဒါကြောင့်မလို့ကျွန်တော်ကိုစက်ကြိုးစားနေဖို့အတွက်အမြဲတမ်းတတိပေးနေတဲ့ဆုတစ်ခုလည်းဖြစ်ပါတယ်ပေါ့နော်ဒါကျွန်တော်ဘဝအတွက်အမှတ်တရရှိတဲ့ဆုလေးတစ်ခုရအောင်ကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာနောက်ထပ်ဆုတွေနဲ့ထပ်ပြီးတော့မှဆုံကြပါမယ်